ဟုတ်ကဲ့နာမည်လေးနဲ့ဖွဲ့စည်းပေါ့နော်ပြီးတော့မှရာထူးလေးတစ်ချက်ပြောပေးပါကျွန်တော်နာမည်ကကပ်ကျုံလင်းဟာခါမြို့နယ်ဝင်ရောပါကျွန်တော်ကရှင်းနေပါရာထူးကတော့တက်တာပါအဲ့ဒီဟိုဟာပေါ့ဆွမ်းနာလိုမျိုးစစ်ပေးရှောင်းကိုတွားရောက်ဟိုလူပို့လောက်ခိုင်းတယ်ဆိုတဲ့ဟာမျိုးကရှိသလားပေါ့ဘယ်လိုရည်ချက်နဲ့ဟိုဟာကိုတွားတယ်လဲပေါ့ဒီ140ဘက်ကိုပေါ့ရှိပေးဆောင်သူခိုင်းတာတော့မရှိဘူးတော့ခိုင်းတာရှိတယ်တော့ခိုင်းတယ်ဒီလူတော့ကျူလိုက်ဆိုတော့နော်တော့ကျူတယ်တော့ကျူတဲ့ထက်မှာသူပြောတဲ့အတိုင်းထိသွားတယ်အဲ့ဟာနဲ့ဆက်ပြီးတော့သွားခိုင်းသူတို့ကပြန်သွားခိုင်းတာနဲ့လူလည်းကျူခိုင်းတဲ့ဟာလည်းမတွေ့ဘူးကျွန်တော်တော့ရှောက်သွားတာနဲ့နဲ့တွေ့တာ140နဲ့တွေ့တာရဲဘော်ရဲ့အဲ့ဒီညာဘက်မျက်လုံးကဟိုဖြစ်တာလားကျွန်တော်မျက်စိကတော့ငယ်ကြရနေဖြစ်တာပါခုတိုက်ပွဲဖြစ်တာဟာမဟုတ်ဘူးခုတိုက်ပွဲရတဲ့ချင်းငင်တော်တွေကတော့နှိမ့်ဆက်တာတော့တနက်နဲ့ခင်တာတော့ချင်းချုပ်တာတော့မလုပ်ဘူးဟုတ်ကဲ့ပြီးတော့မှအခုကျွန်တော်တို့မနေ့ကCNA အဖွဲ့ကနေကျွန်တော်တို့အိမ်နေတော့မှာပေါ့နော်ဝင်တိုက်တဲ့ချိန်မှာရှိပါသလားပြီးတော့မှအဖမ်းခံရတာကိုဒီအထက်လူကြီးတွေကို icon နဲ့ပြန်ပြီးတော့မှအကြောင်းကြားတာမျိုးရှိလားဟိုဘက်ကိုဟုတ်တယ်ကျွန်တော်အဖမ်းခံတော့icon နဲ့အကြောင်းချက်ချင်းပြန်ကြားတယ်မင်းတို့လူကိုငါတို့ရှိမှာငါတို့လက်ထဲမှာရှိတယ်အဲ့ဒါပြန်လာယူလိုက်လူကြီးနဲ့နှိမ့်ထိုင်းပြီးတော့ပြန်လာယူလိုက်ကောင်းကောင်းမွန်မွန်လဲအားပေးတယ်လို့ပြောတယ်icon နဲ့ပြောတယ်အဲ့ဒါကျွန်တော်တို့လူကြီးတွေကလာခဲ့မယ်မနေ့ဖြန်7 နာရီလောက်မှတက်ခဲ့မယ်လို့ပြောတယ်အဲ့ဒါတော့ကျွန်တော်ကအဲ့ရရောသမင်းရောကောင်းကောင်းကြွေးတယ်ဘလူးမကျူးနဲ့ဘာနဲ့တောက်တာအားရိုက်တာတော့မရှိဘူးအဲ့ဒါကျွန်တော်တို့ကဆောက်နေတယ်ကျွန်တော်လည်းအရှိနေတယ်အမနဲ့ပိုက်ကြတော့သူတို့ကပြစ်တယ်ဘောနော်ကျွန်တော်ကအော်ဘီလိုက်သွားပြီဒါနဲ့ဝန်နေတယ်ဒါပေမဲ့ချင်းရင်တော့ဖွဲ့တော့ကျွန်တော်အားပေးစကားလေးတွေပြောတယ်ညီလေးဘာမှမဖြစ်ဘူးမကြောက်နဲ့စိတ်မကောင်းမဖြစ်နဲ့အေးဆေးကျွန်တော်တို့ရှိမှာပဲနေဘာမှမလုပ်ဘူးမင်းအဲ့လိုမျိုးအားပေးစကားလေးတွေကြားတယ်ဟုတ်ကဲ့အခုကျွန်တော်တို့ဒီချင်းအဖွဲ့ချင်းကြားတွေမှာပေါ့လေညီလေးတည်သွားပြီဆိုရမျိုးနဲ့တတိမီဒီယာမှာတက်လာလို့ပြစ်ခတ်တဲ့အထိဖြစ်သွားတယ်ဆိုတော့အဲ့ဒီပုံမှာရောဘယ်လိုမျိုးပြောချင်တယ်လဲပေါ့အဲ့ဒီဟာကိုလည်းစစ်ပွဲကိုလည်းဘယ်လိုမျိုးရက်စီဖို့ပေါ့နော်ဘယ်လိုပြောချင်တယ်လဲကျွန်တော်အနေနဲ့ကတော့ဒီလိုမျိုးအချင်းချင်းပြစ်ခတ်တိုက်ခိုက်တာတော့တွေ့ရှိတာတော့ကျွန်တော်အနေနဲ့တော့တအားဝန်းနေတယ်ကျွန်တော်အနေနဲ့ဆိုရင်တော့ဒီအမြန်ဆုံးနဲ့တော့လူကြီးနှစ်နိုင်ပြီးတော့အဲ့ပြစ်ခတ်မှုတွေရက်ခိုင်းဖို့ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ပါအများကြီးသတင်းမီဒီယာဘက်ကလည်းပေါ့နော်မေးခွန်းရှိတယ်ဆိုရင်တော့မေးလို့ရပါတယ်လို့ဟုတ်ကဲ့မေးမဲ့လို့မရှိဘူးဆိုကျွန်မမေးလိုက်ပါမယ်ပေါ့အဲ့ဆိုလို့ရှင်အခုမောင်လေးကကြာဟာခါဘက်ကနေတောင်မှဒီမတူပီဖက်ရောက်နေရဆိုတော့ခုနစစ်စင်ရေးတွေလုပ်ဖို့ရောသူတို့အစီအစဉ်ရှိလို့ရောက်လာတာလားပေါ့နော်အဲ့ဒါတစ်ချက်လေးသိချင်ပါတယ်လို့ဗာလဲစကားတိုက်ခိုက်ဖို့လားပေါ့နော်နောက်လို့ရှင်လည်းအချင်းချင်းကြားအဲ့လိုမျိုးဖြစ်သားဖို့လားပေါ့နော်အဲ့ဒါလေးသိချင်ပါတယ်လို့ကျေးဇူးတင်ကျွန်တော်တို့စစ်စင်ရေးကတော့ရွေတယ်ရွေထားတယ်ဒါပေမဲ့အဲ့ဖက်မတူပီဖက်ကိုသွားဖို့စီစဉ်ရှိတယ်အဲ့ထက်မှာကျွန်တော်တို့အချင်းချင်းပြဖို့ကတော့မတော်ဘူးစစ်ကောင်စီပြဖို့ပဲကျွန်တော်တို့အဲ့စစ်ကောင်စီမြို့ထဲစစ်ကောင်စီတင်ဖို့ပဲတွားတယ်ကျွန်တော်တို့ချိန်လောက်မှတွားတာလည်းမသိဘူး7 ရက်နဲ့ဘုတ်ဟိုနဲ့တွားတာကျေးဇူးပါ